ချစ်ဆိုတာဘာလဲအချစ်ဆိုတာဘာလဲဆိုလို့ရှိရင်လူတရားမှာအဖြစ်တရားထွက်မယ်ထင်တယ်ဟုတ်တယ်အပြိုကြီးကိုမေးအချစ်ဆိုတာဘာလဲအချစ်ဆိုတာအထီးကျန်ခြင်းကိုမွေးဖွားမပေးတဲ့နတ်မိမယ်လို့ပြောမှာပေါ့အသေးကွဲမှုတဲ့သူကိုမေးမယ်အချစ်ဆိုတာဘာလဲအချစ်ဆိုတာအလုံးခါတိတဲ့စေကားကြီးပဲဒီလိုပဲချစ်နေလေနဲ့ကိုချစ်သူကိုစိတ်မကြလက်မကြဖြစ်နေတဲ့သူကိုမေးမယ်အချစ်ဆိုတာဘာလဲအချစ်ဆိုတာရေခဲတုံးလိုပဲလက်လေးနဲ့ကြရင်အေးတယ်ရင်ပတ်ထဲလက်ရောက်တော့ပူလိုက်တာအမျိုးမျိုးဖြေပါလိမ့်မယ်အချစ်မှာအဓိပ္ပာယ်တွေအမျိုးမျိုးရှိမယ်လို့ထင်တယ်ဒါပေမဲ့အဲ့ဒီလိုအချစ်တွေကိုကျွန်တော်ကအဓိပ္ပာယ်ဖွင့်ချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တဲ့အချစ်တွေအများကြီးထဲမှာအချစ်တော်မှာဘာလေးပေါင်းထည့်ရင်ဘယ်လိုအဓိပ္ပာယ်ပြောင်းသွားမလဲစဉ်းစားစရာသိကောင်းတာပဲအချစ်ကိုအချစ်မှရင်ရမထားဘူးကျွန်တော်ဓာတုဗေဒသင်တယ်ဆိုတော့ acid ကို acid တိုင်းထားရင် acid ပဲလေ acid က base တဲ့ပေါင်းတော့မှဘဝပြောင်းသွားရှာတာကိုလောကကြီးမှာအချစ်ကိုကျွန်တော်တို့ဘာလေးပေါင်းရင်ဘယ်လိုအဓိပ္ပာယ်ရှိမလဲကဲပထမဦးဆုံးအချစ်ကိုကျွန်တော် coffee နဲ့နှိုင်းခြင်းတယ် coffee လို့ပြောရင်ပူမအရသာရှိတာမဟုတ်ဘူးအေးဆက်နေတဲ့ coffee ကလည်းအရသာရှိတာပဲ